ဦးခင်ညွန့်ကနေပြည်တော်ကိုရွှေ့ပြောင်းမဲ့အရေးကိုကန့်ကွက်ခဲ့တဲ့နောက်ထပ်အကြောင်းတစ်ခုကတော့ပညာရှင်တွေထောက်ပြတဲ့ငလျင်ပြတ်ရွေ့ကြောင့်ဖြစ်တယ်လို့နီးစပ်သူတွေကပြောကြပါတယ်။ဒါပေမဲ့ဗိုလ်ချုပ်မှုကြီးတန်းရွှေနဲ့ဒုဗိုလ်ချုပ်မှုကြီးမောင်အေးတို့နှစ်ဦးဟာတရုတ်စီကရတဲ့ရေနံနဲ့တဘာဝတန်းငွေငွေတွေနဲ့မြို့တော်တစ်ကိုပြည်မနာချက်ပြေးမှာတိစောက်ဖို့2017လောက်မှာစတင်စီစဉ်ပါတယ်။အဲ့ဒီအချိန်ကကကြီးနဲ့ကလှမ်းတို့ရဲ့အားပြိုင်မှုဟာအထွတ်အထိပ်ရောက်တော့မဲ့ကာလနဲ့လည်းတိုက်ဆိုင်နေခဲ့ပါတယ်။ဦးတန်းရွှေနဲ့ဦးမောင်အေးတို့ဟာနေပြည်တော်စီမံကိန်းကိုမီးစိမ်းပြပြီးဦးခင်ညွန့်ရဲ့ရန်ကုန်နားကမြို့သစ်စီမံကိန်းကိုပယ်ချလိုက်ပါတယ်။ဗိုလ်မှူးကြီးတူရေးတင်တဲ့ရန်ကုန်ဟာနိုင်ငံခြားတပ်တွေရေလမ်းကဝင်ပြီးအသိမ်းခံရနိုင်တယ်ဆိုတဲ့စာတမ်းကိုဖတ်ပြီးဦးတန်းရွှေသဘောကျနေတဲ့အချိန်လေးဖြစ်ပါတယ်။ဒီအချိန်မှာကလှမ်းကိုအပိတိုင်ဖြိုဖျက်မဲ့အစီအစဉ်ကိုကြီးအုပ်စုကခြေလမ်းပြင်နေချိန်ပါနေပြည်တော်စီမံကိန်းဘတ်ဂျက်ကိုဗိုလ်ချုပ်ကြီးတီဟတ်သူရတင်အောင်မြင့်ဦးကိုကင်ခိုင်းလိုက်ပါတယ်။အင်္ဂလန်တွေအလွတ်ရတဲ့ရှစ်လုံးအမည်ရဦးတင်အောင်မြင့်ဦးဟာစီမံကိန်းကိုစတင်ဆောင်ရွက်ပါတယ်။သူနဲ့နှိစက်တဲ့ခရိုနီတထေးတွေလည်းစောက်ရေးလုပ်ငန်းတွေရပြီးနေချင်းညာချင်းဆိုသလိုတထေးကြီးတွေဖြစ်သွားပါတယ်။ဒီနေရာမှာမျက်နှာထပ်ပြက်ရသူကဦးခင်ညွန့်ပါပဲ။ဘတ်ဂျက်ကိုသူကန်ရမယ်လို့မျှော်လင့်ထားခဲ့လို့ဖြစ်ပါတယ်။နောက်ဆုံးမှာဦးခင်ညွန့်လည်းဦးတန်းရွှေရဲ့နေပြည်တော်စီမံကိန်းလမ်းညွှန်ချက်ကိုအကောင့်ထဲပေါ်ပေးခဲ့ရပါတယ်